အားလုံးပဲမင်္ဂလာညချမ်းလေးပါခင်ဗျာကြော်ဒီညတော့စာရေးဆရာဇီယာနာရမညာရေးသားထားတဲ့အောင်မြတ်တာနဲ့ဘုံမမဖြစ်အပိုင်းနှစ်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အစီအစဉ်လေးမစတင်ခင်မှာကျွန်တော်ရဲ့ YouTube channel လေးကို like and subscribe လုပ်ပြီးအားပေးခဲ့ကြပါဦးခင်ဗျာရွာသားတွေရဲ့နှုတ်ဖျားကအာမေရိကန်တွေကိုစီထွက်လာခဲ့တယ်အဖိုးခင်ကအောင်မြတ်တာလူလေးမင်းဘယ်လိုသိကြလဲရွာမှာလူမရှိတာမင်းဘယ်လိုသိကြလဲအောင်မြတ်တာကဘာမှမပြောဘဲပစောင်းလေးတွန့်ယုံသားတစ်ချက်ပြုံးလိုက်တယ်မဟုတ်ပါဘူးခင်ရွာထဲမဝင်ခင်ထင်းဟုတ်သမားတွေပြောနေတာနှစုံတစ်ပြားကြားမိလို့ပါအေးကွယ်ရွာလေးကဖိုးလာလေတည်ရမှာလားအဲ့ဒါနှာခေါင်းရိုးပေါ်မှာအနာဖြစ်နေတာဆေးရည်တွေစုံနေပြီရွာကျမ်းမာရင်မှုနဲ့ကုတော့လည်းမရဘူးအနာပြည်တစွတ်စွတ်ထွက်နေတာသူလည်းအဲ့ဒီစိတ်ကြောင့်အဲ့ရတဲ့လဲနေတယ်အနာကတော့ရောင်ပြီးသွေးတွေပြီးထွက်နေတာပဲဟူးရင်မောလာပါပြီကွယ်ဘိုးခင်ဦးဘိုးလာအဲ့လိုဖြစ်နေတာဘယ်ချိန်ထဲရလဲဘယ်ချိန်ထဲရလဲဆိုတော့လွန်ခဲ့တဲ့9လလောက်ကစဖြစ်တာဖိုးလိုက်အိမ်မှာယုံလိုက်ဖို့ခွေးတွေမွေးထားရလေတနေ့ကျတော့အဲ့ဒီထဲကဂုံကြားဆိုတဲ့ကောင်ကဒုံးမမွေးထားတဲ့ကြက်ကိုကြိုက်လိုက်တယ်အဲ့ဒီမှာဒုံးမနဲ့ဖိုးလာစကားများရရလေနောက်နေ့ကျတော့ဂုံကြားလဲပါဇက်ထဲကမြုပ်တွေထွက်ပြီးသေးနေတာအဲ့ဒီထဲကဖိုးလာနှာခေါင်းပေါ်ဘက်မှာသွေးစုနာလိုအနာလုံးပေါက်လာတာကွအဲ့ဒီသွေးစုနာတဖြည်းဖြည်းကြီးလာပြီအခုဆိုကုန်းသီးလုံးလောက်ထိဖြစ်နေပြီလာဖိုးလာအိမ်ရောက်မှလူလေးကြီးလိုက်ပြောဆူနဲ့ရွာထဲရှောက်လာတော့ဦးဖိုးလာအိမ်ရဲ့မျက်စောင်းထိုးလေးရောက်ရောဟဲအောင်မြတ်တာမဟုတ်လားကြည်စမ်းမအောင်ကွယ်ထွားလာလိုက်တာအကြီးလေးကိုမမှတ်မိဘူးလားအကြီးဘူးမလေးဆိုပြီးဒုံးမကအရင်လာနှုတ်ဆက်တယ်အောင်မြတ်တာလည်းဟုတ်ကဲ့မှတ်မိတာပေါ့ကြီးလေးရဲ့ကျုပ်ဘယ်မေးပါမလဲဆိုပြီးဒေးဗစ်ကပြောလိုက်တော့ဒုံးမရဲ့မျက်နှာကွက်ခရဲပြတ်သွားတာကိုဖိုးခင်မြင်လိုက်ရတယ်အောင်မြတ်တာတားလေးကအခုမှရောက်တာဆိုတော့အခုကဘယ်သွားမလို့လဲခဏနေကြီးလေးဟင်းလာပို့ပြီးမယ်တိုက်ဆန်ဆန်ကွယ်ဒီနေ့အိမ်မှာကြက်သားဟင်းလေးချက်ထားတယ်ဟုတ်ကဲ့ပါကြီးလေးကျွန်တော်အခုဦးဖလာကိုခဏတော့ကြည့်မလို့သူနေမကောင်းဘူးဆိုလို့လေဩဟုတ်လားအဲ့လိုတွေတော့ကြည့်မယ်ဆိုတော့မင်းကဆေးကုတ်တယ်လို့လားပေါက်ကြီးရရှောက်မလုံးနဲ့နော်ဆိုပြီးခနဲ့တလူလိုရီးတလူလိုနဲ့ပြောပြီးအိမ်ထဲဝင်သွားတယ်အောင်မြတ်တာကတော့လှောင်ပြုံးလေးချက်ပြုံးလိုက်ပြီးဦးဖလာနေတဲ့အိမ်မော်ကိုလှမ်းတက်မယ်လို့တော့နောက်ကနေတစုံတစ်ယောက်ကလှမ်းဆွဲထားသလိုတွန့်ကနေဖြစ်သွားတယ်အဲ့ဒါနဲ့နောက်ပြန်ဆုပ်ပြီးအဖိုးခင်ကျွန်တော်အိမ်ပေါ်မတက်တော့ဘူးဦးဘိုးလာကိုဒီကိုပြစ်ပေါ်ကိုပဲတွဲခေါ်လာခဲ့ပြီပါကျုပ်ဒီယောဂကိုအခုပဲပြအောင်ခုပေးမယ်ဖြစ်ပါမလားအောင်မြတ်သားရဲ့တကယ်ဆေးစရာတော့မခုမရတာမင်းကဘယ်လိုခုမှလဲနောက်ပြီးမင်းကငယ်သေးရဲ့လေအောင်မြတ်သားတစ်ချက်ပြုံးလိုက်ပြီးကဲအဖိုးခင်ရွာထဲမှာလိုက်ပြောပေးပါဦးကျုပ်ဦးဘိုးလာယောဂကိုအခုခုမယ်လို့မပြောင်းရင်ဟောဟိုမှာချိတ်ထားတဲ့သစင်းနဲ့ကျုပ်လည်းပြုံးလှီးသွားလိုက်ကဲအဲ့လိုဆိုရောအေးပါကွယ်အေးပါကုကြည့်ပေါ့ပျောက်တော့လေသူ့ကံပေါ့ကွာကဲသားတို့ဦးဘိုးလာကိုထွဲခေါ်ခဲ့ကွာဆိုပြီးပြောတော့ဟုတ်ကဲ့ဖိုးခင်ဆိုပြီးသားတို့တယောက်အိမ်မော်ကိုပြေးတက်သွားတယ်အဲ့ဒီအချိန်အောင်မြတ်သားရေအောင်မြတ်သားဩအကြီးလေးပါလားအေးကွယ်မင်းအတွက်ဟင်းလာပို့တာဒီမှာကြက်သားကလာသားချက်လေးရှယ်ချက်ထားတာရောက်တော့ခိုက်စားပြအောင်စားနော်အိမ်ကြက်သားလေးချိုးတယ်ကွဟုတ်ကဲ့ကြီးလေးကျေးဇူးပါပေးကျွန်တော်ကိုပေးဆိုပြီးဟင်းဝက်ကိုယူလိုက်ပြီးဘေးမှာအသာချထားလိုက်တယ်အဲ့နောက်ဒါဆိုလဲရီလေးပြန်လာအောင်မယ်နောက်အိမ်လဲလာလဲအောင်နော်လှည့်ထွက်သွားတော့ရီလေးဘူးမကိုကြည့်ပြီးစိတ်ထဲကနေရေရိုးလိုက်မိတယ်အောင်မြတ်သားအကြောင်းမကြခင်သိရတော့မှာပါဆိုပြီးတော့ပေါ့ခဏနေတော့ဦးဖိုးလာတယောက်ကိုပြစ်ပေါ်ကိုတက်လာတယ်မြင်ရတဲ့မြင်ဝင်ကအားရစရာမရှိဘူးရောင်ကိုင်းနေတဲ့အနာကမျိုးလုံးနှလုံးကိုဖုံးတော့မယ်အနာဖို့ကနေပြည်ရွေသွေးတွေကဇဲဇဲယူကြနေတယ်အဲ့ဒါနဲ့အဖိုးခင်ခုနဒုံမလာပေးတဲ့ကြက်သားဟင်းကိုဘယ်သူမှပေးမစားနဲ့နော်ကြောင်ရဲထည့်ပြီးတော့ခတ်ထားပေးပါအဖိုးခင်ကိုယ်တိုင်လုံးနော်ဆိုပြီးပြောတော့ဟေးဘာဖြစ်လို့လဲအောင်မြတ်သားရအဲ့ဒါတွေနောက်တော့သိရမှာပါအခုတော့အဲ့လိုလာလောက်ထားပေးဆိုပြီးပြောရင်ဥဖုလရှိမှဝင်ထိုင်လိုက်တယ်ရွာသားတွေကလည်းအသက်18နှစ်ပဲရှိသေးတဲ့ကလေးသက်သားလေးကယောဂကုမယ်ဆိုတော့တရားလုံးဒီပါလာထွက်ကြည့်ကြတာဥဖုလရဲ့အိမ်ဝိုင်းထဲမှာလူတွေပြည့်သွားတယ်အဲ့ဒါနဲ့ကျုပ်လည်းဖျားရှိခိုးအထက်ဆရာကြီးဦးဘဝတာဦးဝေဘုံလာရကန်းစစ်တောင်ဆရာတော်ဖျားကြီးစားတယ်အထက်ဆရာကြီးတန်းခွင့်ပြန်ပြီးယောဂကုဖို့ခွင့်တောင်းလိုက်တယ်ပြီးတော့မြေတာဘိုးမြတ်တန်းဝေပြီးဦးဖုလရှိမှထိုင်လိုက်တယ်ဦးဖုလဖြစ်နေတာတာမန်နာမဟုတ်ဘူးအဲ့ဒါသူများပြူစားထားတာကျုပ်ခုကုတော့မယ်ဆိုပြီးကဲငါအမိတ်ဆရာတော်ကြီးရဲ့ခွင့်ရအမိတ်ဘိုးတော်တရားမင်းရဲ့အမိတ်တော့သူတို့ကယောဂဝေနာခံစားအောင်လုပ်သူအခုချက်ချင်းငါရှိမောက်လာစမ်းဆိုပြီးကိုပြစ်ကိုလက်နဲ့ရိုက်လိုက်တာမကြပါဘူးဦးဖိုးလာတယောက်တဝါဝါတာဟာထားရပါလေရောကျုပ်သိလိုက်ပြီ
ပြူစားတဲ့သူကအမဲကုန်လွန်ဆန်တယ်လို့ကျုပ်ရှိကိုရောက်လာပြီအမေကျုပ်ရှိရောက်လာတာဓာတ်ရှစ်မင်းသားလေးလားငငယ်ချောချောလေးပါလားဆိုပြီးရေးတဲ့စကားပြောပါလေရောအဲဒီမှာထူးဆန်းတာကယောက်ျားရဲ့မကြီးပြောနေတဲ့အတန်ကမိန်းမအတန်ဖြစ်နေတယ်တွေ့ရတော့လဲအဟံအောင်လုံးလို့အကြတန်မကြားရတော့အောင်တိတ်ဆိတ်နေကြတယ်ခွေးတွေကစားအမီးလေးကုတ်ပြီးငြိမ်နေကြတယ်ကျုပ်တစ်ချက်ပြုံးလိုက်ပြီးဓာတ်ရှင်မင်းသားလည်းမဟုတ်ပါဘူးသူတစ်ပါးပြူစားလို့ဝေဒနာခံစားနေရတဲ့သူတွေကိုကုသပေးဖို့အတွက်ရောက်လာတာပါကျုပ်စကားများများတိတ်မပြောဘူးကဲခုရောက်လာတာဘလူးတဲ့ဆိုပြီးမေးတော့ကျုပ်လားနတ်သမီးလေးလေနတ်သမီးဟုတ်လားကျုပ်ကောင်းမေးနေတာကောင်းမဟေဘူးပေါ့ကဲနောက်ဆုံးတစ်ခေါက်မေးမယ်ခင်ဗျားဘာတူလဲကျုပ်လားနတ်သမီးလေးပါလို့ဆိုနေအောင်မြတ်တရားကိုမဲပြုံးလေးတစ်ချက်ပြုံးလိုက်ပြီးကျုပ်ဆိုးမဆိုနေတော့နော်လောကဘာသာကိုစောင့်ကြနေတဲ့နမင်းကြီးလေးပါတို့ကိုတိုက်နေပါတယ်ယခုဝင်ရောက်လာသူရဲ့လက်ကိုနောက်ပြန်ရုပ်တုပ်ပေးထားပါလို့ပြောလိုက်တော့ဦးဖိုးလာတစ်ဖြစ်လဲဝင်မုန်းနေတဲ့သူရဲ့လက်ကနောက်ကိုအလိုလိုရောက်သွားတာထူးဆန်းစွာမြင်လိုက်ရတယ်ပြီးတော့အောင်မြတ်လည်းမျက်စိမိတ်တမင်ငွေထိုင်ပြီးပေါင်မော်ကိုလက်ဖွားတင်ထားလိုက်တယ်အဲ့ဒီအချိန်ဘိုးဆိုပြီးကွင်းမြစ်ဘေးကတမင်မော်ကနေချိန်တုပ်တစ်ချောင်းသူ့လိုလိုအောင်မြတ်ရဲ့လက်ပေါ်ကိုကြားလာခဲ့တယ်အန်ဝန်းစာအော်တဲ့တန်တွေအာမိတ်တန်တွေကတူတူထွက်လာခဲ့တယ်အောင်မြတ်လည်းဒီမှာတွေ့လားအထက်ဆရာတွေကမင်းကိုဆုံးမဖို့ဆေးချိန်ုံပို့ပေးလိုက်ပြီကဲအရင်ဆုံးမြည်ကြည့်ဆိုပြီးလေထဲကိုတချွတ်ချွတ်နဲ့ရိုက်ပါလေရောဦးဖိုးလာတယောက်ငဲသမားအောင်អော်နေခဲ့တယ်ဒါပေမဲ့ထပြလို့လည်းမရဘူးလက်ကလည်းနောက်ပြန်ရုပ်ထုတ်ထားသလိုခွင့်ပြပေါ်မှာလိမ့်နေအောင်អော်နေရတယ်ကဲဖြည့်စမ်းမင်းဘာလို့ခုလိုလုပ်တာလဲဆိုပြီးမေးတော့မဖြည့်ချင်းသေးဘူးအင်းတင်းလုံးနေတယ်နောက်တော့အချိန်လုံးနဲ့ရွယ်တော့မှအမလေးမရိုက်ပါနဲ့တော့ပြောပါမယ်ငါမွေးရင်ငါသားလောက်ပဲရှိတဲ့ကောင်လေးကိုငါမနိုင်ဘူးအမလေးကြားလို့မှကောင်းချသေးရဲ့လားမင်းကဘာလို့ဒီလောက်စွမ်းနေတာလဲငါပြောမယ်ငါပြောပြမယ်ထမ်းမရိုက်ပါနဲ့တော့ဆိုပြီးအတန်တကြီးနဲ့ထားပြောပါလေရောအဲ့တော့အောင်မြတ်တာကပြောဘာလို့ခုလိုလုပ်တာလဲငါ့ကိုမချင်မငံပြောလို့ငါမချင်တဲ့လို့လုပ်တာခမရဘယ်သူဆိုတာကြုတ်သိရနော်ဒါပေမဲ့ကြုတ်လူကြားထဲမှာမမေးတော့ဘူးနောက်တစ်ခုမေးစရာရှိတယ်လွန်ခဲ့တဲ့3နှစ်ကကျောင်းညီမလေးကိုလောက်တာလဲခမရပဲမဟုတ်လားဖြည့်စမ်းဟုတ်ပါတယ်ငါ့ကိုခွင့်လို့ပါထက်မြိုက်ပါနဲ့တော့ကြိုးလဲဖြီးပေးပါတော့အရန်နာလှပြီအောင်မြတ်သာသွေးတွေစူပွက်လာခဲ့တယ်ညီမဖြစ်သူထွင်းငယ်ရဲ့ဝေနာခံစားနေရတဲ့မျက်နှာကိုမျက်လုံးထဲမှာမြင်အောင်လာခဲ့တယ်ရိုင်းမလို့လက်ကိုရွေလိုက်တဲ့အခါဆရာသခင်မှာထားတဲ့စကားကနားထဲရောက်လာခဲ့တယ်လူလေးအောင်မြတ်သာတစ်ဖက်သားကအမားကိုတီလို့အမှန်ပြင်းမယ်ဆိုရင်ကြမ်းကြမ်းတမ်းတမ်းမဆက်ဆံရဘူးကွတနာငင်းကြတော့ဆက်ဆံပေးပါလူလေးဆိုတဲ့တတိပေးစကားတန်ကြားအောင်လာတယ်အဲ့တော့မှလက်ထဲကချိန်တို့ကိုချပြီးပညာတွေကိုဖះမလူကိုမြေတားရက်ခံတယ်ခုပညာတွေကလည်းအရန်ကြီးဆင်းမမြင့်သေးတော့သူ့ရဲ့ပညာတွေကိုဖះမအကုန်လှူခဲ့တယ်ကျုပ်လည်းတစ္ဆာရီတိုက်ပြီးလှုပ်ထားတဲ့ယောဂတွေကိုပြန်ယူခိုင်းလိုက်တယ်ခဏနေတော့ဦးဖိုးလာသတိပြန်ရလာတယ်ဦးဖိုးလာမျက်နှာကအနာဖူးကပြီးရွေးရထွက်လာပြီးအထဲကနေတစုံတစ်ခုထွက်လာခဲ့တယ်အဖိုးခင်ကအော်မြတ်သာဒီမှာကြည်စမ်းအဖိုးလာနှာခေါင်းကနေဘာထွက်လာလဲကြည်စမ်းဆိုပြီးပြတော့သွေးတွေပြည့်ပေနေတဲ့ကြက်တောင်မှန်ယိုကြီးလက်တစ်စက်လောက်ရှိတယ်အားလုံးလည်းအကြောင်းလန့်အောင်ဆိုတာမှင်သန်းနေကြတယ်အဲ့ဒါနဲ့ကျုပ်လည်းအဖိုးခင်ကိုအသာလေးခေါ်ပြီးအဖိုးခင်ကြောင်ထဲကကြက်သားပကံတွားကြည့်လိုက်အောင်ဘာထူးကြလဲကျွန်တော်ပြန်ပြောနော်ဘယ်သူမှမပြောနဲ့ဆိုပြီးပြောတော့အဖိုးခင်လည်းခက်တုတ်တုတ်ထွက်သွားတယ်ခဏနေတော့အဖိုးခင်ကလူလေးထူးဆန်းနေကောကြက်သားရဲ့ပကံထဲမှာဝက်ချမ်းများတွေရောက်နေတယ်အဲ့ဒါအဖိုးသွင်းပြလိုက်ပြီဆိုတော့အောင်မြတ်တာကအခုလောက်ဆိုအဖိုးခင်တီးလောက်ပြီပေါ့ဒါပေမဲ့ဘယ်သူမှမပြောပါနဲ့နော်သူလည်းအမှားကိုတီးလို့ပြင်ပြီးပြီပဲထားလိုက်ပါတော့အင်းမလူလေးရဲ့ဒါပေမဲ့မင်းကဘာလို့ဒီလောက်စွမ်းနေရတာလဲမင်းရွာထွက်သွားပြီးဘယ်တွေရောက်ခဲ့တာလဲအဖိုးပြောပြစမ်းပါဦးဆိုပြီးမေးတော့ဒီလိုပါအဖိုးဆိုပြီးကျုပ်လည်းဖြစ်ချောင်းကုန်စင်ကုန်ပြောပြလိုက်ပါတော့တယ်ဒီနေ့တင်ဆက်ပေးသွားခဲ့တာကတော့အောင်မြတ်တာနဲ့ဘုံမမဖြစ်အပိုင်း2ဖြစ်ပါတယ်အပိုင်း3ကိုတော့နောက်နေ့မှာဆက်လက်တင်ဆက်ပေးသွားမှာမို့လို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပြီးအားပေးခဲ့ကြပါဦး